လေချိန်မှာဝဲတဲ့တင်ရွက်ကြွယ်ရဲ့လေချိန်မှာဝဲတဲ့တင်ရွက်ကြွယ်ရဲ့လေပချီကိုရေးဖွဲလွမ်းစရာချေခွဲကိုဝါသနာပါလို့ဝါသနာယူသလို့ပဲထုံလိုက်တာဒီလိုမျိုးစော့ပေးကြတငယ်ချင်းတွေလည်းဒီကနေ့ကျေးဇူးတင်ပါတယ်လို့တေးကကျွန်တော်တို့လက်ပတ်မြေကိုနန္ဒာဖြစ်ပါတယ်တေးနန္ဒာလက်ပတ်မြေပေါ့ထွက်လာတော့ကအားရလားဆိုတော့တချင်းကအမှန်တမ်းပြောရင်ကီးလေးနည်းနည်းနှိမ့်နေအားတော့သိမ့်မရဘူးကျွန်တော်အော်ရှင်သေးရဲ့ဒါပေမဲ့လည်းပြန်စဉ်းစားကြည့်လဲသူများလေးလည်းလိုက်စိုးနိုင်အောင်ဆိုပြီးကျွန်တော်တမင်တကာကီးချပြီးစိုးလိုက်တာဗျအဲ့ဒါလေးကအခုလိုလိုက်တင်လျောက်သွားရဲဆိုတာကတော့ဝမ်းသာစရာပေါ့ကျွန်တော်ကတချင်းပထမတစ်ပုတ်ထွက်ထားသေးရဲ့ရွှေမင်းသမီးရဲ့ဖုံမွန်ဆိုတာလေတပုတ်ကအဲ့တပုတ်ကရောက်တဲ့လောက်တော့ရောက်မသွားဘူးပေါ့ဗျဒီတချင်းလေးကြမှာကောက်ပြီးသွားတာတချင်းလေးရတယ်ຫນွေတချင်းလေးကြမှာကိုနဲ့တန်လိုက်နေတာဟိုဟာကျတော့မြမတန်နည်းနည်းမြမတန်ဘက်ရောက်တယ်ပေါ့ဗျာမြမတန်စစ်တယ်ခုနူလမ်းမကြီးကြတော့ဒီဘက်ခစ်ကိုရောက်တယ်လေဒီဘက်ခစ်တချင်းလေးကြမှာထပြီးတော့ရောက်သွားတဲ့သဘောပေါ့ဗျာတချင်းအချင်းကယူမယူတော့မလို့ကျွန်တော်တစ်နှစ်ခွဲနှစ်နှစ်လောက်တော့ကြာတယ်တချင်းတစ်ပုတ်အထောက်ကိုအခုလဲကျွန်တော်လေနောက်ထပ်မှတချင်းလေးတစ်ခါလေးမိတ်ဆက်ပြရတယ်ကျွန်တော်ဦးလမ်းမိုးစီကတချင်းတစ်ပုတ်ဝယ်ထားတယ်ကျွန်တော်ဒီကနေမုံဝါပြန်ကျွန်တော်မကြငယ်တချင်းတစ်ပုတ်ထပ်ထွက်အဲ့ဒါလေးထွက်လာရင်လည်းအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ